ဒီနေ့ဈေးကပြန်ပါမရှင်စုပုတ်ရွယ်ဘာကျစီတဲ့အနေနဲ့စုပုတ်ရွယ်တစ်စီးမှာဒီမှာအကြီးပဲ900ပဲရှိပါတယ်ဒါ1000ပို့ပါရှင်ဒီမှာဘူးညွတ်ပြမယ်နော်ဘူးညွတ်ကလည်း900ပဲရှိပါတယ်ရှင်ဒါဆိုရင်1500ပေါ့1500ပုံနဲ့စပုတ်ရွက်ကလည်းအရင်လက်ဆက်တယ်နော်မကြည့်တိုင်း1500ပုံနဲ့ဟင်းတော့ဖြစ်ပါတယ်ဒါကတော့ဒီမြုပ်သီးကတော့ငပိရေထိုးပြီးတော့မြုပ်သီးတော်ပြီးထောင်းပြီးထည့်ပါပါအလုံးမုံဝယ်ပါဦးခွနဲ့ပြီးတက်ဒါလေးကတော့1000ပိုးပဲဖြစ်ပါတယ်ရှင်ကျုပ်ကကြတော့လေဒါ2000ပိုးပဲရှိပါတယ်နော်ကလုံးဝင်လာပါတယ်မနေ့စောစောစားမှာဖြစ်ပါတယ်သူတို့အချိုးစားဖို့တော့ဝယ်ခဲ့ပါတယ်မမြုပ်သီးအလုံးမုံနဲ့ပေါ့နော်ဟုတ်ကဲ့မိပြောချင်တာကဘတ်စစ်စီးတဲ့အနေနဲ့ဒါရီအကုန်လုံးတွေ့ကြည့်မှထောင်ကနန်းမရှိပါဘူးနော်တယောက်စာပြောတာပါရှင်အားလုံးကျေးဇူးတင်ပါတယ်စစ်မဲ့ညီမလေးများအမများအတွက်အဆင်ပြေအောင်လုပ်ပေးရမယ်နော်